ကျိုးတို့ပတ်ဝန်းကျင်ကိုကြည့်လျင်နေ့လည်စာရွေးချယ်ခြင်းမှာသည်ဘဝလန်းကြောင်းဆုံးဖြတ်ခြင်းအထိဆုံးဖြတ်ချက်များကိုရွှေ့ဆိုင်ခြင်းမှာအလွန်အကျွမ်းတဝင်ရှိနေပါသည်သို့သောအသက်နှင့်တည်ခြင်းဆိုင်ရာပြဿနာရှေးမောက်တွင်မိသူမျှကြားနေမနေနိုင်ပါကျုပ်တို့၏မှန်ကန်သောရွေးချယ်မှုသည်ထာဝရအသက်ကိုရရှိစေမည်ဖြစ်သည်တမန်ကျမ်းစာကသားတော်ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏သားတော်ကိုမကြည်ညိုသောသူမူကားအသက်ကိုမမြင်ရယောဟန်3:36ဟုမိန့်ဆိုထားသည်ဤနေရာတွင်ထာဝရအသက်ဂလိဆိုဒီမှာတက်တန်းရှည်ခြင်းတသက်မဟုတ်ပါအရေးသွေးပိုင်းရလုံးဝအသစ်ဖြစ်သောအသက်တာဖြစ်သည်လောကကပြောသောငြိမ်သက်ခြင်းသည်ငွေကြေးနှင့်အောင်မြင်မှုပေါ်တွင်မူတည်တော်လဲထာဝရအသက်ကိုရရှိထားသူသည်မိသည့်အခြေအနေမျိုးတွင်မဆိုမတုံ့လောက်သောအဆင့်တန်းမြင့်မားသောငြိမ်သက်ခြင်းကိုယခုနေရာတွင်ခံစားရရှိပါသည်ထာဝရအသက်သည်တေပြီးမှစတင်သည်မဟုတ်ပဲယနေ့ဖျားသခင်၏နိုင်ငံတော်တန်ဖိုးများကိုရွေးချယ်သည့်အချိန်မှဆက်လက်တင့်အတွင်း၌စတင်ခြင်းဖြစ်သည်ထို့သောအသက်တာမျိုးကိုကျုပ်တို့မိတို့နေထိုင်နိုင်တဲ့မူလကကျုပ်တို့သည်အပြစ်ကြောင့်ဖျားသခင်၏အမျက်တော်အောက်တွင်ရှိနေခဲ့ကြသည်သို့သောဖျားသခင်သည်ကျုပ်တို့ကိုချစ်လေသားတော်ယေရှုကိုစေလွှတ်ခဲ့သည်ယေရှုသည်ကျုပ်တို့ကိုစားထို့အမျက်တော်အလုံးကိုလက်ဝါးကပ်တိုင်ပေါ်တွင်ခံယူခဲ့သည်ယေရှု၏ပြည့်စုံသောနာခံမှုကြောင့်နာခံမှုမရှိဘဲနေထိုင်ခဲ့ကြသောကျုပ်တို့အတွက်ထာဝရအသက်ဟူသောလက်ဆောင်ကိုရရှိခဲ့ခြင်းဖြစ်သည်ယေရှု၏ထိုမေတ္တာကိုလက်ခံပြီးတင့်ဖို့၏ဦးဆောင်မှုကိုကိုရော့ထံပုံအပ်လိုက်သည့်ခဏ၌စိုးရိမ်ပူပန်မှုအစာကြွယ်ဝမှုပဋိပက္ခအစာငြိမ်သက်ခြင်းများရောက်ရှိလာပါလိမ့်မည်ထို့ပြင်ဤလောကတွင်စတင်ခဲ့သောထိုကြွယ်ဝသောအသက်တာသည်ကောင်းကင်နိုင်ငံတော်အထိဆက်လက်တည်ရှိနေမည်ဖြစ်သည်ချစ်မိတ်ဆွေတို့ဖျားသခင်သည်ယနေ့ကျုပ်တို့ရှေ့တွင်အသက်နှင့်တည်ခြင်းကောင်းကြီးနှင့်ကျင့်ခြင်းတို့ကိုချမှတ်ထားသည်ယနေ့ယေရှုခရစ်တော်ကိုယုံကြည်ပြီးနာခံရန်ဆုံးဖြတ်ခြင်းဖြင့်ယေရှုမှတဆင့်စီးဆင်းလာသောထာဝရအသက်ကိုယခုနေရာမှစလေခံစားနိုင်ကြပါစေထာဝရအသက်သည်ဝေးမှမဟုတ်ပါယနေ့တည်ဤရွေးချယ်မှုအတွင်းမှာရှိနေပါသည်ဤရွေးချယ်မှုကြောင့်ယနေ့တနေ့တာလုံးလောကကံပေးနိုင်သောငြိမ်သက်ခြင်းနှင့်တန်ဖိုးများဖြင့်ပြည့်နှက်ပါစေကြောင်းယေရှုနာမ၌ကောင်းကြီးပေးလိုက်ပါသည်